ဦးလေးကြီးကပတ်ပူယုံသွားပြီလို့ထင်လိုက်ပါတယ်သူကအမြန်ပဲသူ့ကားကိုပါကင်မှာတွားထိုးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပတ်ပူကအရှိန်နဲ့ရောက်လာပြီးသူ့ကားကိုပါကင်မှာထိုးလိုက်ပါတယ်ဦးလေးကြီးဒေါသထွက်သွားပြီးတခုခုလှုပ်ဖို့ကြိုးစားခဲ့ပါတယ်ကံကောင်းလို့သာကားတိုက်မှုမဖြစ်ခဲ့တာပါဒေါသထွက်နေတဲ့ဦးလေးကြီးကဘေးနားကခဲတုံးကြီးတတုံးကိုကောက်ကင်ပြီးပတ်ပူရဲ့ကားမှန်ကိုရိုက်ခွဲလိုက်ပါတယ်ဒါကိုမြင်တော့ပတ်ပူလည်းဒေါသထွက်ပြီးဦးလေးကြီးနဲ့ရန်ဖြစ်ပါတော့တယ်သူတို့နှစ်ယောက်ရန်ဖြစ်တာအရန်ပြင်းထန်လာတာကြောင့်ဒေါသအကြောက်ပတ်ပူကဦးလေးကြီးကိုလက်ဝါးနဲ့ရိုက်လိုက်ပါတယ်လက်ဝါးနဲ့ရိုက်ခံလိုက်ရတဲ့အတွက်ဦးလေးကြီးလည်းကျသွားပြီးသူ့ပူဆိုးလည်းကြသွားပါတယ်ဒီမြင်ကွင်းကိုမြင်တော့ဘေးကလူတွေကရဲကြပါတယ်ဦးလေးကြီးရဲ့ဂုံတိတ်ခါတွေအကုန်ပျက်စီးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအန်ဒီကပတ်ပူကိုစိတ်ဆိုးတော်တဲ့နဲ့ပြောလိုက်ပါတယ်တော်ပြီဒီအိမ်မှာမနေတော့ဘူးမင်းတခြားအိမ်တအိမ်ရှာထားလိုက်လို့ပြောလိုက်ပါတယ်ဒီအရှက်တကွဲဖြစ်ရဲ့ကြောင့်ဦးလေးကြီးညဘက်ကောင်းကောင်းမအိပ်နိုင်တော့ပါဘူးသူအရှက်ရတဲ့အတွက်လက်စားချေဖို့ကြံစီပါတော့တယ်သူကသူ့သမီးကိုပြောလိုက်ပါတယ်သမီးရဲ့စခန်းကိုသွားပြီးပတ်ပူကသမီးကိုအရှက်ခွဲဖို့စူးစမ်းခဲ့တယ်လို့ပြောလိုက်ပါသမီးအဲ့လိုမပြောရင်အဖေသမီးရှေ့မှာကိုတက်တေပြမယ်လို့ပြောရတယ်ဖခင်ရဲ့စကားကိုနားထောင်ပြီးမိန်းကလေးကမဖြစ်မနေလင်ပြောလိုက်ရပါတော့တယ်